ဒီစီကထွက်တဲ့ကြောက်တာကြီးဆုံးတန်ချိန်ပေါင်းဘယ်လောက်ရှိမလားတန်ချိန်ပေါင်း9000ကျော်မှာတန်ချိန်ကို9000ကျော်လားမ9သိန်းကျော်လားမ9000လောက်ပဲ9သိန်းကျော်မှာကွာလောက်အလုံးချင်ဟိုဖြစ်ကျွန်တော်ဟူးကချင်ပြည်မှာထွက်တဲ့ကြောက်လာကြီးဆုံးကြောက်တန်ချိန်ပေါင်း9သိန်းကျော်မယ်နဲတဲ့အလုံးမဟုတ်ဘူးကြီးပဲ9သိန်းကျော်9မဲ9000ကျော်မကောက်ဘူးကချင်ပြည်နယ်မိုးကောင်းမြို့နယ်မှာထွက်တဲ့ကြောက်တန်ချိန်ပေါင်း9သိန်းကျော်မယ်အလုံးကြီးပဲဒီမှာအမှန်ကန်ကြောက်တန်ချိန်ပေါင်း9သိန်းကျော်မယ်နဲတဲ့ကြောက်မဟုတ်ဘူးဒီမှာကြီးပဲဟိုးကချင်ပြည်နယ်မှာထွက်တဲ့ကြောက်ဒီမှာကချင်ပြည်နယ်ကြောက်အမျိုးအမှန်ကန်ကြောက်တန်ချိန်ပေါင်း9သိန်းကတော့အတာလေးပဲมาကြီးပဲနေတာဘူးမအဲ့တရောင်လုံးကြောက်ကြီးတယ်ပဲလားအဲ့တရောင်လုံးအဲ့ကြောက်ပဲဒီရှင်ပညာထွက်တဲ့ကြောက်มาအရင်ကြီးပဲมาအကြီးတွေလည်းပါတယ်ကြမယ်အကြီးတွေဒီရှင်ပညာထွက်တဲ့ကြောက်တန်ချိန်နဲ့ချီပြီးတော့ရှိရနော်အလုံးကြီးပဲမကြည့်မအားလာဆက်ခရာမလဲကြီးရအဲ့ဒါလားကြည့်အသားအသားချင်တာအသားတွေအသားဖောက်လာတာမှာသောက်တာလည်းကောင်းတယ်အသားကောင်းတာမှာတန်ချိန်တန်နဲ့ချီပြီးတော့ရှိရနော်တန်ချိန်ပေါ့9ရင်းအသားလေးပဲမှာတန်နဲ့ချီပြီးတော့ရှိရနော်ဒီရှင်ကြီးကထွက်တဲ့ကြောက်ကွဲတော့လိုက်နော်ဟိုးဒီကမှမလို့အဲ့ဒါကြောက်ချောအကြီးမဟုတ်ဘူးချောဝါလုခါနဲ့ချောနေတာဝါလုခါနော်အေးဒါဝါလုခါတော့ကြောက်ဝါလုခါနဲ့ရတာကြောက်ဟာနေပေါ်နေမတန်နဲ့ချီပြောရှိရကြောက်ဒီရှင်ကြီးကကြောက်တန်ပေါင်းသိန်းချီပြီးရှိရတန်ပေါင်းသိန်းချီပြီးတော့ရှိတယ်ကြောက်ငုကြီးကြီးဆုံးဟိုကအသားစီပြန်လာဟာရီကအဲ့ကောင်ကျတော့ငါတို့ဟိုကပုတ်တာချင်းကြာလူဒီမှာချင်းဟိုကလေးတော့ပွက်နေတယ်မှာချင်းဟိုလေးတော့ပွက်နေတယ်ကြောက်တာပဲဓမ္မအိုးလို့နဲတာယူဘူးဒီမှာအခုကဆိုပြနိုင်တယ်သူကထုံမှာဗျချင်းချောပါသူကပြသူထုံမှာတာဗျအိုးရှင်ပြင်းကြောက်တန်ချိန်ပေါင်း9သိန်းကျော်မယ်မကြောက်မန္တဆိုဒီမှာဓမ္မနာမည်ကြီးတခါတဲ့ကြောက်မျိုးအမှန်ကန်ဒီမှာလေတန်နဲ့ချီပြီးတော့ရှိတယ်နော်တေခုကလေလို့အဲ့လိုကလည်းကိုင်းကွာအကြီးတွေပါနေလည်းပါတယ်မတန်နဲ့ချီပြီးတော့ရှိတယ်မိတ်ဆွေတဲ့ကျမ်းမာချမ်းသာပါရပါစေရှင်ပြင်းကြောက်မန္တပါဘောဘကဖဲ့အလုံးလဲတန်နဲ့ချီပြီးတော့ရှိပါတယ်ဟာကြောက်ကြည့်ပါတရုံလုံးဟာတရုံလုံးကြောက်ပါပဲဟုတ်ကဲ့လောက်ပါပဲ